တာဟာမင်းလောင်ရည်တန်တွေကြားမင်းမွန်းချက်လာတဲ့အခါစိတ်ငြိမ်မနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးမျိုးကွာမင်းကြုံတွေ့ရမှာအရှုံးမဝင်နဲ့ကြိုးစားလူဆိုတာဟာမင်းပန်းခဲလန်းလေကွာမင်းရှောင်ရဖို့အတွက်ကွာအကျိုးစားကြရမှာလူဆိုတာဟာမင်းစုခဲလန်းလေကွာမင်းချစ်ရရမှာမင်းရဲ့ဆိုမင်း